Hey guys, Mingala Basha, welcome back to my channel. Kini vlog li karo November la rong ka Phuket ko twa pyo le ke de vlog li be phit pare. Bangkok ka ni Phuket ko budget trip ani ne transportation ko bus ka be athong pyu pi do khii thwat khe pare shin. Bangkok ka ni Phuket ko 14 နာရီကွက်တိကြာအောင်ကားစီးရပါတယ်ရှင်။အခု Phuket ကိုအသွားကတော့ညနေ6 နာရီခွဲမှာစပြီးကားတွေထွက်ပါတယ်။အခုကတော့ဘန်ကောက်ထဲမှာပဲရှိပါသေးတယ်။ဒီ Phuket ခရီးစဉ်အတွက် Express ကားကိုဖူးကတော့ Travel Asia Official Site ကနေပြီးတော့ကိုယ်တိုင် booking တင်ခဲ့ပါတယ်။ကားပေါ်မှာ service အနေနဲ့ကတော့ complimentary food တွေပါပါတယ်။ဒီဘက်ထဲမှာအေးပါမယ်၊ပါမုတ်ပါမယ်၊ပြီးတော့တာဝါပါပါတယ်။ဘန်ကောက်ကနေ9 နာရီကျော်တောက်လျှောက်မောင်းလာပြီးတော့ခရီးတစ်ဖြတ်နာပါတယ်။ဒီနားရဲ့နေရာမှာမုတ်ဒီပိုင်းဝယ်စားတိုင်းတဲ့ဒီပိုင်းတွားပြီးတော့ခရီးပြန်ဆက်ပါတယ်။ Good morning guys ဒီလိုနဲ့ညတညလုံးအိပ်ပြီးမနက်6 နာရီအစောကြီးပြန်လို့လာခဲ့ပါပြီအဲ့ချိန်မှာတော့Phuketကိုလည်းရောက်နေပါပြီရှင်Phuketထဲရောက်လာပြီဆိုတာကိုသတိထားမိရဲ့ချက်ကတော့ဒီတောင်တန်းအမြင့်ကြီးတွေနဲ့စိမ့်ဆူနေတဲ့တစ်တော်စင်ကြီးပဲဖြစ်ပါတယ်မြင်လိုက်တာနဲ့လုံးဝကိုအေးချမ်းသွားတဲ့ vibe မျိုးရစေရပေါ့နော်ဖူးသွားတဲ့ချိန်ကမိုးရသည်မကုန်သေးရမို့လို့မိုးလေးရလေတဖွဲဖွဲနဲ့ရာသီဥတုကမိုးလင်းလာတော့အုံမိုင်းမိုင်းနေနဲ့နေလို့ကောင်းနေတော့မယ်အခုကတော့ bus terminal ကိုရောက်တော့မှမို့လို့စောင်းနေလိုက်တိန်နေပါဒါနဲ့ဒီဘဝမှာတစ်ခါမှ14 နာရီကြာခရီးအားစီးပြီးတော့မသွားဘူးပါဘူးလုံးဝဒါ first time ပါ experience အတလေးဖြစ်တယ်လို့အမတ်တရလည်းဖြစ်ခဲ့ပါတယ်ပြီးတော့မိုးရသည့်ချိန်မှာကားနဲ့ခီးထွက်ရအနည်းများရဆိုပေမဲ့စင်ကြီးခဲ့ပါရဲ့ဒါကတော့Phuketကိုလာလဲဖို့အားဖြစ်စေခဲ့တဲ့မချောပါသူကတော့Phuketမှာနေရပါအဲအားကြောင့်ဖူးလာကြိုပြီးတော့မြန်မာဆိုင်မှာ breakfast တူစားခဲ့ပါတယ် breakfast ဆိုရင်မြန်မာယူရအစားဖြစ်တဲ့နမိတ်ကြီးရဲ့မုန်ဟင်ကာကိုပဲဥပဲဥရဲ့အကျော်ရင်နဲ့နှစ်ယောက်လုံးတူမှာစားခဲ့ပါတယ် breakfast စားလို့အပြီးမှာတော့ shutter bus စီးပြီးတော့ bus terminal ကနေမချောနေတဲ့နေရာကိုသွားနေတာပါPhuketမှာနေမဲ့ရက်အတော်အတွင်းကမချောအိမ်မှာပဲတဲမှာမလို့ပို့ပြီးတော့ budget safe ဖြစ်ပါတယ်အိမ်ရောက်တော့ခဏနာပြီးရနဲ့ပထမအဆုံး plan ကတော့Phuketရဲ့အရန်နှားရဲ့ cafe လေးတစ်ခုကိုသွားပြီးတပုံရိုက်ကြမှာပဲဖြစ်ပါတယ်ဆိုတော့ like ခဲ့ကြပါအောင်နော်Phuketရောက်သွားတဲ့ vibe ကလုံးဝပြောင်းသွားရဲ့ရှူရရဲ့လေကအစာပိုးပြီးလက်ဆက်တယ်လို့ခံစားရတယ် beach မို့လို့ထင်ပါတယ်ပြီးတော့ဒီမှာကလမ်းအရင်မရှုပ်တဲ့ခါကျတော့ဆိုင်ကယ်မောင်းရတာလည်းအဆင်ပြေအနေနဲ့အရင်မများဘူးပြီးတော့ဆိုင်ကယ်တစ်စီးရှိုံနဲ့ transportation ကလည်းတော်တော်အဆင်ပြေရမှာပါတယ်အခုဖိုးတို့လာတဲ့ cafe ကိုရောက်ပါပြီမိုးရင်းဖြစ်တဲ့အတွက်ကြောင့်ရာသီဥတုကတော့မြင်တဲ့အတိုင်းပါပဲဒီနားကနေလမ်းချင်းဟိုးတောင်ကုန်းပေါ်မှာဖျားသဆူကိုမြင်ရရဲအဲ့ဖျားကိုသွားတဲ့လမ်းကိုကပိတ်ထားရလို့ပြောရပေါ့နော်အားကြောင့်မသွားခဲ့ရပါဘူးဒီ cafe လေးက beach ရဲ့ဘေးမှာဖွင့်ထားတာမို့လို့အောက်တော့မှထိုင်မယ်ဆိုရင်တော်တော်မိုက်တယ်ပြီးတော့ view လည်းတော်တော်လှရဲပေါ့နော်တပုံနေပါရိုက်မယ်ဆိုလည်းတော်တော်အဆင်ပြေရဲ့ဒါကတော့ cafe ရဲ့ outdoor မှာထိုင်မယ်ဆိုရင်ဒီလို vibe မျိုးရမှာပါဟိုဘက်ဘေးမှာလည်းဘာတစ်ခုရှိရပါတော့ပြီးတော့ beach club လည်းရှိတော့ area DJ ကနေလည်းကြားရတယ်တော်တော်လေးမိုက်ဒါကတော့ဒီနေ့အတွက် outfit check လေးပါ outfit exchange ထားတာပါအမှန်တော့ပြီးတော့ cafe မှာပေါ့ပါမစားဖြစ်ခဲ့တာကဒီ shakshuka လို့ခေါ်တဲ့ဒီဟင်းလေးပေါ့နော် curry လေးကို broccoli နဲ့တူစားရတာပါဒါက cafe ရဲ့ဘေးမှာရှိရဲ့ဘားကလုပ်တဲ့ performance လေးပေါ့နော် maybe Egypt performance ဖြစ်လောက်တဲ့သူပုံစံကြည့်ရတာဒါပေမဲ့ဖူးတို့ကဒီဘက် cafe ရဲ့ outdoor ကနေ free ကြည့်ခဲ့ရပါတယ်
ကဲ free performance show လေးကတော့ဒီလောက်ပါပဲအခုတပ်ပုံလေးရိုက်လို့ပြီးပြီအကုန်လုံးလေးလုပ်ပြီးပြီဆိုတော့အိမ်ပြန်လိုက်ပါအောင်မယ်ရှင် And it told me nothing. And the motherfucker can't tell me nothing. A bees on the track, bees on the track, a bees on the track, bees on the track. Hey. ဒါကတော့ဒီနေ့အတွက်ညစာလေးပါကွီတီယိုဝတ်တာနေဖြစ်ပါတယ်စားချက်ပါအောင်ရှင်ဒါကမချောရိုအိမ်လေးနီးရဲ့ Caron Beach လေးမှာပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်ညဘက် beach ကိုသွားမှာကြောက်တယ်ဘာလို့ဆိုလှိုင်းပုတ်တန်ကြီးကပုံမှန်ထပ်ပူကျဲလို့ဒါပေမဲ့ဖူးခတ်ရောက်တော့ညဘက်ပဲသွားခြင်းနဲ့ beach ကိုပို့ပြီးတော့အေးချမ်းနေလို့ခံစားရလို့လှလဲလှရဲ့လေကဲဒါကတော့ပထမနေ့တစ်နေ့ပြီးပါပြီရှင်ဒီနေ့ကတော့ channel မှာ live stream နဲ့လောက်ရမှာမလို့စောစောထားပြီး breakfast စားဖို့သွားနေတာပါဒီနေ့တော့အပြင်မှာနေရမ်းပူတယ်မနေ့ကမိုးတနေ့ကိုရွာပြီးဒီနေ့တော့ပူချစ်နေရပဲတောင်ရန်လူတဲ့ဆိုင်မှာ live vlog ရင်းနဲ့တောင်ရန်လူတဲ့တယောက်တစ်ပွဲမှာစားရရိုက်ဖို့တော့မိသွားတယ်စားလို့ကုန်မှတတိရတယ်စားလို့တော့ပြီးရဲ့အခါမှာတော့ Caron Beach လေးကိုထပ်သွားပါတယ်ဒါကတော့မနက်ပိုင်းချိန်ပါမနက်ပိုင်းရလေဒီမထင်ထားတော့ကောင်ကိုလှရဲသူ့ရဲ့တဲတောင်ပြင်အရာရဲ့ beach ကရေတိုင်းအရာရတောက်ဘူးတမ beach ထဲမှာဒီ Caron Beach လေးကိုကြိုက်တယ်လှရဲကြည့်လို့မဝဘူးဒါကတော့ကျမရဲ့ဒီနေ့ beach outfit လေးပါနေပူရဲမှာသွားရမြတော့လူနဲ့မဲကုန်ပြီးအဖြူဝတ်မှာပဲတည်တာတော့ညင်းတဲ့အတိုင်းပဲလူတွေကနေပူထဲမှာလည်း enjoy လုပ်နိုင်ကြတယ်ဒီနေ့ကတော့ရေထဲမစင်းခဲ့ပါဘူးဒီတိုင်းပဲတပုံလေးရိုက်ခဲ့ပါတယ်နောက်နေ့မှရေထဲစင်းမယ်လေဒီနေ့တော့နေအရန်ပူတော့မစင်းခဲ့ဘူးCaron Beach ကနေပြန်ပြီးဒါကတော့နောက်ထပ် beach တစ်ခုဖြစ်တဲ့ကတာ beach ကိုမချောခေါ်သွားခဲ့ပါတယ်။ဒါတို့သူများစီးနေရမြင်တော့တအားစီးခြင်းစိတ်တွေဖြစ်တာပဲ။နောက်တစ်ခါဖူးခတ်ကိုသွားမှပဲမဖြစ်ဖြစ်အောင်စီးခဲ့တော့မယ်။ကတာ beach မှာတော့အုံစိမ်းရီလေးတောက်ပြီးတော့ချီးလေးလုပ်ခဲ့ကြပါတယ်။ဒါကတော့ဖူးရဲ့ညစာပါ Roaster Cafe က classic shawarma လေးကိုမှာစားခဲ့ပါတယ်။ shawarma တစ်ခုနဲ့ nourishment ကိုကုန်ရပါတယ်ပေါ့နော်။ဘာလို့ဆိုတော့အထဲထဲမှာအစုံပါတဲ့ ingredient အားကြောင့်မို့ဒီတစ်ခုနဲ့ impact တင်တယ်။အားလို့ကတော့ကောင်းတော့ကောင်းပါတယ်ဒါပေမဲ့တိတ်ပြီးတော့မကြိုက်ဘူး။ခုမြန်မာအစားအစာမှမဟုတ်ရင်တခြားဟာတွေကတိတ်ပြီးစားလို့မကောင်းပါစက်အရတာမတွေ့ဘူး။ညစာစားပြီးတော့နောက်ထပ် beach တစ်ခုကိုရောက်ခဲ့ပါတယ် beach နာမည်တော့အောက်မှာစာတန်းလေးထုတ်ပြထားပါတယ်ဒီညမှာတော့ outfit change ပြီးမချောကပတ်တောင် beach မှာရှိတဲ့ဘန်နာလန်ကိုလိုက်ပို့မယ်ဆိုပြီးနေရောက်တာသွားနေကြတာပါဘန်နာလန်ဆိုတာဘာလဲတော့မသိဘူးမချောပြောတော့ council road လိုမျိုးပဲလို့တော့ပြောတာပဲဒါကတော့ဒီညရဲ့ outfit အနီရောင်ဝတ်ဆက်နေပါကဲရောက်ပါပြီနားရီကိုညီပြီးစူညံခေါင်းလေးပါကြိုက်ပါတယ်လို့ဘသူကပြောလဲစားရပါအမပြောရေးလုံပြီးတော့ဗီဒီယိုရိုက်ဖို့တွေပါမိခဲ့ပါတယ်ရိုက်ဖို့လည်းအခွင့်အရေးမရပါဘူးတချို့နေရာတွေကဒီလိုနဲ့ဒီနီးနာကစတိုးဆိုင်တွေတခုဝင်ပြီးရှောက်ကြည့်ခဲ့ပါတယ်ဘာမှတော့မဝယ်ခဲ့ကြပါဘူးဒီဆိုင်လေးမှာလည်းလိုချင်တာကုန်ရှိရယ်ပစ္စည်းမျိုးစုံ accessory မျိုးစုံရှိတယ်လက်ဆောင်ပေးလို့လည်းကောင်းတယ်ဒါပေမဲ့တခုရှိတာဈေးလေးတော့နည်းနည်းများတယ်ပစ္စည်းလေးရတော့ကုန်လှရယ် quality လည်းမိုက်တယ်ဒီလိုနဲ့နှစ်ယောက်သားရှောက်ကြည့်လို့ပြီးရခါမှာအိမ်ပြန်ပြီးနားယူခဲ့ကြပါတယ်ဒါကတော့နောက်တနေ့မနက်တစ်ပိုင်းလုံးအိပ်ပြီးတော့ညနေရောက်မှမနက်စာရောနေ့လယ်စာရောညစာရောသွားပေါင်းစားကြမှာပါ beach မှာ sunset ချိန်ကအရန်လှရပြီးတော့
အဲ့နေရဆန်းဆက်တာအလှဆုံးပဲအဲ့ဒါကိုလွတ်သွားတယ်တပုတ်မီရှိုက်လိုက်ရအောင်အခုကတော့စားမဲ့ဆိုင်ကိုရောက်ပါပြီ။တုံရိုင်းဟင်းချိုကိုပစွန်နဲ့ရယ်ပစွန်တောင်းရယ်ထမင်းနှစ်ပွဲရယ် chicken roasted နဲ့အဲ့ဒါမှာခဲ့ပါတယ်။မနေ့တစ်ပိုင်းလုံးဘာမှမစားပဲအိတ်နေရဆိုတော့စားဖို့ ready ပဲအခုတော့အကောင်လုံးစားလို့တောက်လို့ပြီးသွားတဲ့အချိန်မှာတော့မလဲရသေးရဲ့ဖုခတ်အိုတောင်ကိုသွားနေရပါခုတော့ဖုခတ်အိုတောင်ကိုရောက်ခဲ့ပါပြီမဖြစ်မနေဗီဒီယိုတိုင်းမှာပါတဲ့ outfit ချက်ဒါကတော့ဖုခတ်အိုတောင်ထဲမှာတပုတ်ရိုက်လို့လာတဲ့ spot လေးပါဒီမှာညာဘက်သွားလို့လားမသိဘူးတချို့ဆိုင်တွေကပိတ်နေပြီနည်းနည်းပဲတွေ့ခဲ့ရတယ်ပြီးတော့ရေစာရာနဲ့ကိုကိုနက်ဝါတာလေးဝယ်တောက်ဖြစ်ခဲ့ပါတယ်။ကန်ဆိုမှသွားရမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းပဲရှောက်ပတ်ကြည့်နေပါတယ်ဆိုမှမိုးရွာတော့မိုးခွန်ရသေးရဲ့။မိုးလည်းနည်းနည်းမိသွားပြီးတော့ဘယ်မှလည်းမပတ်ချင်တော့နဲ့ဆိုင်နေလည်းပိတ်နေတော့ပြန်ဖို့ရွေးခဲ့ပါတယ်။ဒါကတော့နောက်နေ့နေ့လယ်ပတ်မှာ beach မှာတပုတ်သွားရိုက်ဖို့သွားနေကြတာပါ။အခုတော့ကာတာ beach ကိုရောက်ပါပြီ။မချောကကာတာ beach ကပို့ပြီးတပုတ်ရိုက်လာရဲဆိုလို့ဒါသွားခဲ့ရတကယ်တော့ကလွန် beach ကိုပို့ကြိုက်တယ်။ဒီခါတော့ outfit ချမဟုတ်တော့နေရောက်တာပန်းရောက်စင်သူနဲ့ picnic ချက်ဖြစ်သွားပြီ။ပြီးတော့အင်းညမှာမချောအလုပ်သွားပြီးပြန်ရောက်တော့ညစာတင်တာသွားစားဖို့သွားနေတာပါအခုတော့ဖူးတို့ဒီပါစတာဆိုင်လေးကိုရောက်လာပါပြီဖူးကတော့ကာပိုနာရာမှာပြီးတော့မချောကတော့စပါဂက်တီမှာထားပါတယ်တပုံရိုက်လို့လည်းပြီးပြီဆိုတော့အခုစားပါတော့မယ်စားကြပါအောင်ရှင်ဒီဆိုင်မှာမြန်မာဝန်ထမ်းတွေလည်းရှိရမို့လို့ဖူးခတ်ရောက်လို့ရှိရင်တွားစားဖို့ချန်ပြူချင်ပါတယ်ဆိုတော့ဆိုင်နာမည်လေးကိုဒီမှာရေးပေးထားပါတယ်ကဲနောက်နေ့မနက်ရောက်ပါပြီဒီနေ့ကတော့ဖူးခတ်ရဲ့နောက်ဆုံးနေ့လေးပါဆိုတော့ဒီနေ့မနက်စောစော beach ကိုတွားကြပါတယ်ဒီနေ့နောက်ဆုံးရက်မှာပဲရေရဲစင်းတီချာဆော့ပြပါတော့ရယ်ဒီကာတာဘီချ်ကြီးကိုလည်းလွမ်းနေရတော့မှာပဲဖူးခတ်ကြီးရောမချောဝလွမ်းနေရတော့မယ်ပုံလှလှလေးဖူးခတ်မှာရအောင်ရိုက်ပေးတဲ့တက်ကြီးစုပါရေစောလို့ဝဝတဲ့ခါမှာတော့ဒီနာကစားတောက်ဆိုင်မှာနီးလေစာဝင်စားခဲ့ပါတယ်မှာထားတာကြီးကတော့မြင်တဲ့အတိုင်းပါပဲဆိုတော့စားကြပါအောင်ရှင်စားလို့တောက်လို့ပြီးသွားတဲ့ခါမှာတော့အခုအိမ်ပြန်ပြီးတော့အထုပ်ပိုးတွေပြင်ဆင်ပြီးပြန်ဖို့လုပ်ပါအောင်ရှင်ပြန်ကန်လေးကိုနှစ်ယောက်သားပြောနေကြတဲ့တချင်းလေးအော်ဆိုပြီးတော့လည်းတစ်လျှောက်လောက်မယ်ဆယ်ပါလောက်ဒီစားပြီးတော့ကပိန်ဝါမဲကိုလိန်ထားဒီဝင်းကြီးလေးကန်ကြီးလေးမရဲ့နေလား First day my first kiss yeah can have မဲဒီလိုပြောင်းကိုတော့တယ်နေရမယ်မမသိကဲအခုကတော့ဖူးခတ်ကြီးနဲ့ခွဲခွာရမယ့်ချိန်ကိုရောက်ရှိလာပါပြီဆိုတော့ထုတ်တွေပိုးတွေနဲ့အခုကကားဆောင်နေရပါအခုတော့ပြန်မဲ့ကားပေါ်လေးရောက်ပါပြီဖူးပြန်မဲ့ချိန်ဘတ်စတာမီနယ်ကိုရောက်တာစောဝါးတဲ့အတွက်ကြောင့်သူတို့က VIP ကားနဲ့လဲပြလိုက်တယ် VIP ကားဆိုတဲ့အတိုင်းပဲပို့ပြီးတော့စီးရတက်တောက်တက်တာဖြစ်တယ်ပြီးတော့ single seat ဆိုတော့ထိုင်ရလည်းလွတ်လပ်ပြီးတော့ရှေ့ဆုံးမှာဆိုတော့ view ကုန်မြင်ရတယ်ဒီပြန်တဲ့တစ်လျှောက်လုံးတော့မပြင်းရပါဘူးပြီးတော့ဒါကအပြန်ကားပေါ်မှာကျွေးရဲမုတ်ရဲအေးရဲပါ
ကားပေါ်ကမုတ်တွေနဲ့တင်ဘိုင်းမပြေလို့အပြန်ခဏနားတဲ့နေရာမှာဒီ custom mode လေးကိုဝယ်ခဲ့ပါတယ်ဘိုက်ပြေသွားရင်တော့ဘန်ကောက်ရောက်တဲ့အထိအိပ်ပြီးလိုက်သွားပါတော့မယ်ကြည့်ပါပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်